မြတ်တာရှိလာပါတယ်မင်းသိရင်ကိုလိုက်သိမဲဆိုတဲ့ကလေးမျိုးကျွန်တော်သူ့ကိုမပေးခဲ့ဘူးပါမိဘတွေသဘောတူလို့လက်ထပ်ခဲ့ကြတဲ့ကျွန်တော်နှစ်ယောက်အိမ်တော်ကြီးကအချစ်ကြောင်မပြောဖြစ်ခဲ့ပါဘူးသူ့နာမည်ကလှရင်နဲ့လှပြီးရှင်ကျေးတဲ့အမျိုးသမီးတစ်ယောက်ပါအိမ်ရှင်မကောင်းတစ်ယောက်ဖိသားပါပဲတယ်ကျွန်တော်ရှာသမျှငွေကိုစုဆောင်းပြီးချိုးချံသုံးတတ်တယ်ကျွန်တော်မျက်နှာတစ်ချက်မပြတ်ရအောင်တာဝန်ဝတ္တရားကြေပွန်လုံးပါတယ်ကိုတက်ရေကျမရှင်တဲ့ပစိုးထရေဝယ်လာတယ်ရုံးသွားရင်အစ်စ်ကလေးဝယ်သွားနော်ကိုတက်ရေရှင်းပစိုက်ထဲမှာအချွေတွေပဲတွေ့လို့ကျမထပ်ထည့်ထားတယ်နော်ကိုတက်ရေရှင်းပြမလာသေးဘူးလားအရန်တော့မကြစိမ့်နဲ့နော်ကိုတက်ရေကျမနေမကောင်းဘူးကော်ရီခေါက်ဆဆခြင်းနဲ့ဝယ်ခဲ့ပါအောင်ကိုတက်ဆိုပြီးကျွန်တော်ဂိမ်းမဆိုင်တယ်လို့နဲ့တိတ်ကိုဂိမ်းဆိုင်ရှာတယ်မိမတခါတလေကြတော့လေဖျားလို့နာလို့ရှိရင်ချွဲချင်တာမျိုးပေါ့အဲ့ဒီအခါသူမာတာလေးဝယ်သွားပြီးတိတ်ကိုချိန်နေနေတာလှရင်မင်းတို့ငကလေးဝယ်လာရဲ့လို့ပြောပြတဲ့ညာကျွန်တော်ရင်ဘက်ကိုသူ့လက်တီးစုံလေးနဲ့တဖုံဖုံထွေရှင်းလာတာဘလောက်မလို့လဲနားငကလေးအမေစင်ပေးထားရှိပါသေးရဲ့ဆိုပြီးငိုပါလေရောကိုကမင်းတို့ဝယ်လာလေကွာကဲပါမငုံနဲ့တိတ်ကျမပြောလို့ပါကိုတက်ရဲ့နောက်တစ်ရက်ကျကျွန်တော်ဝယ်ပေးထားတဲ့ငကကလေးဝတ်ပြီးမှန်တကြီးကြီးနဲ့သူ့အမေစီဖုံးဆက်တန်ကြားလိုက်မိသေးတယ်အမေစင်တဲ့ငကလေးသမီးသိမ်းထားရသိလားကိုတက်ကသမီးကိုငကကလေးဆောင်ပေးတာအိုးဘာနဲ့ညာလဲဆိုပြီးပေးတာမဟုတ်ပါဘူးအမေရဲ့သူချစ်လို့ဝယ်ပေးတာပေါ့ပြုံးရှင်နေတဲ့လှရင်မျက်နှာလေးကိုအခန်းထဲကနေလှမ်းကြည့်ရင်ကျွန်တော်ကျဉ်နဲ့နေမိတယ်အဲ့ဒီနေရာလှရင်နဲ့ကျွန်တော်မင်္ဂလာဆွန်ကျင်းနှစ်ပတ်လည်နေလေပါလှရင်မမမိတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်နောက်ဆုံးသူ့အမေကိုပြောလိုက်တဲ့သူချစ်လို့ဝယ်ပေးတာပေါ့ဆိုတဲ့စကားလေးကိုကျွန်တော်နားမလည်နိုင်ခဲ့အချစ်ဆိုတာဘာလဲကျွန်တော်မသိပါမသိချင်ခဲ့တာလည်းဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ဇနီးမယားအပေါ်ပျော့အောင်စိတ်ချမ်းသာအောင်ထားမယ်လို့ရည်ရွယ်ခဲ့ပြီးသားပါကျွန်တော်လှရင်ကိုချစ်တယ်လို့မပြောဘူးခဲ့ပြောထွက်ဖို့လည်းတခါမှမကြိုးစားမိခဲ့ပါအိမ်အောင်သက်ရှင်းလာလေကျွန်တော်နဲ့လှရင်ကြာတန်ရောစင်နေလဲခံမြဲလာပါတယ်လှရင်ကတော့အမြဲတမ်းတွတ်လက်နဲ့အိမ်အောင်မှုတောင်းဝင်တောင်းစိန်အောင်လုပ်မြဲပါပဲကလေးယူဖို့နှစ်ယောက်လုံးမဟာမိတာကြောင့်ကလေးမွေးဖို့မတိုင်မြင်ဖြစ်ခဲ့အောင်လှရင်မှာကလေးလိုချင်တဲ့စိတ်ကူးအိမ်မများရှိနေသလားကျွန်တော်မသိခဲ့ပါဒါပေမဲ့လှရင်ကကလေးသိချစ်တတ်တယ်ဘေးချံကလေးကိုတော်ထိန်ရတာအမောကျွန်တော်ကတော့ကလေးနဲ့ပတ်သက်ပြီးပြောပြတာမျိုးမရှိခဲ့ဘူးကျွန်တော်မိနေကြရတခုရှိတယ်ကျွန်တော်ကလေးမချစ်တတ်ဘူးလို့တစ်ခါပြောခဲ့ဘူးတယ်ဒါကိုပဲအသေးမှတ်ထားသလားတော့မသိကျွန်တော်ကနှလုံးသားမရှိတိတ်ကို88နိုင်နေလူကြီးပေါ့လှရင်ကိုကြည့်တယ်မျက်နှာလေးကကြည်လင်ရှင်မြနေတဲ့အကြောင်းအေးချမ်းရတယ်တရက်လှရင်တယောက်ကျွန်တော်ကိုစိတ်မဆိုးသူဆိုးပါတယ်အဲ့ဒါကကျွန်တော်နဲ့သူမင်္ဂလာဦးဆုံးကျွေးတော့ဝတ်ခဲ့တဲ့ပစိုးကျွန်တော်လက်အောက်ကဝန်ထမ်းတို့ကိုပေးပစ်လိုက်မိလို့ပါကိုတက်ရှင်ကျမကိုမပြောမစုံနဲ့ဘယ်လိုလုပ်ပေးပစ်လိုက်ရတာလဲကျမဗီဒီယိုဖွင့်ကြည့်တော့မရှိနေဘူးအဲ့ဒီအဝယ်စားတွေကိုကျမအခုထိတေချာသိမ်းထားခဲ့တာသွားအခုပြန်သွားတောင်းကြည့်ရှင်ဝယ်ပေးချင်းအသက်တစ်ထည်ဝယ်ပေးလိုက်လှရင်စိတ်ဆိုးမှန်ဆုံးနဲ့ကျွန်တော်အော်ပါတယ်ကျွန်တော်လည်းတောင်းပန်ပြီးဝန်ထမ်းကောင်လေးပေးတဲ့ပစိုးအဲ့ဒီပစိုးမျက်နှာပူပူနဲ့ပြန်တောင်းခဲ့ရတယ်ပြန်လာတော့လှရင်တယောက်အခန်းထဲမှာမထွက်ပဲတရှုံရှုံငုံနေလေရဲ့အသက်လည်းကြီးပြီးလှရင်ရဲ့ဘာလို့ပစ္စည်းတွေကိုတွေ့တာနေရတာလဲရှင်ဘာသိလို့လဲရှင်နဲ့ကျမနဲ့အမတ်တရဆိုလို့ဒါလေးတွေပဲရှိတာမဟုတ်လားကျွန်တော်ရင်နဲ့တက်လိုက်တယ်လို့စစ်ကနေနာကျင်သွားတယ်လှရင်ကကျွန်တော်လက်ထဲကပစိုးလှမ်းယူပြီးဗီဒီယိုနဲ့ပြန်သိမ်းတယ်ကိုနဲ့လက်ထပ်ပြီးအတူရှိခဲ့တဲ့နှစ်30လုံးကအမတ်တရတွေပဲမဟုတ်လားဒါပေမဲ့ကျမကိုလှရင်စကားဖြတ်ပြီးမိဖို့ခိုင်းတယ်ဝင်သွားတယ်ကျွန်တော်လည်းလှရင်ဆက်ပြိုးနုံနုံစကားကိုနောက်ရက်တွေမှာစောင့်နေခဲ့ပါသေးတယ်
လှရင်ကျွန်တော်စိတ်ဆိုးနေတော့မယ်လို့ထင်ပေမဲ့နောက်ရက်တွေမှာအရင်လိုပဲကျွန်တော်နှွေးထွေးပြီးခီးဆိုင်နေတော့မှာပဲအသက်တွေကြီးလာပေမဲ့တချို့အရာတွေကတော့မပြောင်းလဲသေးပါဘူးအဖိုးကြီးဖြစ်နေတဲ့ကျွန်တော်လှရင်ကတော့ကိုတက်ရည်ဆိုပြီးတဖွာဖွာခေါ်တော့ကျွန်တော်ကလည်းလှရင်အတွက်ဆိုပြီးသူခရင်တွေးလောက်မဲ့ဟာလေးတွေကိုတွားဝယ်ကြည့်ဖြစ်တော့မှာပဲအဖွာကြီးဖြစ်မှလှရင်ကလေးပိုဆန်လာသလိုပဲကျွန်တော်ခီးဆိုင်တဲ့ခံရရင်သူ့မှာပျော်နေလိုက်တာဆိုတာအပြုတ်လေးလိုလိုပါပဲမဟောင်းတဲ့မြစ်တာတန်နဲ့လွှမ်းကျုံထားတဲ့အိမ်တော်ကြီးဟာနှွေးပါတယ်လှရင်အပြုံးချွတ်ချွတ်တွေကလည်းသူခွန့်ကျွေးတဲ့ထက်မြက်ခဲလိုချုပ်မြပါတယ်ကိုတက်ရီရှင်းပင်စင်လာကောက်ကျွန်မမမျှော်ပါဘူးဒါမဲ့ရှင်းကိုပြောရအောင်မယ်ဒီတစ်ခါပင်စင်ထုတ်ရင်လေတခဲထက်တုံရတဲ့မိုးစိတ်ဆက်လေးဝယ်သမ်းပါလားတော့ရှင်းမှာဂျုံနဲ့မမြင်မဆန်းရိပ်ပြီးပြောင်းလဲမပြောင်းဒါကလည်းရှာသေးဒါဆိုကိုဝယ်လိုက်ပါမယ်အခုချိန်အထိဒီလိုအသေးဖွဲလေးတွေအားစားခီးဆိုင်နေတော့မှာပဲသူ့အတွက်သူပိတ်စတဆပဝါတစ်ထက်မပူစားဘူးပဲမြဲကျွန်တော်တို့ပွဲတော့အောင်စင်ပေးခဲ့တဲ့မိမတစ်ယောက်ပါအဲ့ဒီနေရာပင်စင်ထုတ်ပြီးအပြန်လှရင်ဝယ်ခိုင်းတဲ့တကက်ထက်တုံးလို့ရတဲ့မော့ဆိတ်စကလေးဝန်းဝယ်ဖြစ်ခဲ့တယ်အတော်တော်အဆင်ပြေမဲ့ပုံလေးပဲနောက်လှရင်ကြိုက်တဲ့စက်သားပလာတာလေးလည်းဝင်ဝယ်ခဲ့သေးတယ်ကိုတန်ရှင်ပြောတော့ကျမဆေးဖို့ဒီလောက်မများဘူးဆိုအခုကျမနစမလေးကိုမေးလိုက်တာဆေးဖို့ကြီးမနေဘူးတော့တော်ပြီအပတ်တိုင်းဆေးုံတော့ပြနေအောင်ကျမညင်းဝင်နေပြီလှရင်ဆေးကန်းလေးကထွက်လာပြီးကျွန်တော်စုပူပါတော့တယ်အဖိုးကြီးဖြစ်နေမှဆေးကန်းမှာစုခံရတဲ့အဖြစ်ကျွန်တော်မှဘာမှမပြောနိုင်ပဲဆေးဖို့အမြန်ရှင်းပြီးအိမ်ပြန်ခေါ်လာရတယ်အိမ်ရောက်တော့လှရင်တယောက်ဆေးတွေမတောက်တော့ပါဘူးဆိုပြီးစိတ်ကောက်ပါတော့တယ်လှရင်ရဲ့မင်းနေကောင်တောက်ရတာပဲတောက်ရမှာပေါ့ဒီမှာကိုလည်းတောက်ရတာပဲလေကိုတို့ကအသက်လည်းကြီးနေပြီ။အိုတော့ဘလို့ဖြစ်ဆေးတွေကဈေးမကြည့်ပါဘူးဒီနေ့မှဈေးတက်သွားတာ။ရှင်ညာနေရလေးကိုတက်ရဲ့ကျမနစမလေးကိုတခြားမေးခဲ့ပြီးပြီ။ကိုမှစုတ်ထားရရှိပါသေးရဲ့လှရင်ရဲ့ကျွန်တော်ဆက်မပြောတော့ပဲထားလာလိုက်တော့မှဆေးနဲ့ရေခွက်ယူပြီးတောက်တန်ကိုကြားလိုက်ရတယ်။ဒီတော့မှကျွန်တော်လည်းပြုံးနိုင်တော့တယ်။လှရင်အတွက်ကျွန်တော်မှရှိသမျှအားလုံးဘလောက်ပဲကုန်ပါစေအတူတူဆက်ရှိနိုင်မယ်ဆိုရင်ကျွန်တော်ဘာမဆိုလုပ်မှာပါကျွန်တော်လှရင်ကိုဆက်မကြည့်ရနိုင်တော့ပါလှရင်လက်ကလေးတွေကိုစုပ်ကင်ထားတဲ့ကျွန်တော်လက်တွေလည်းတုံရင်နေမှသိထားမိတယ်လှရင်ကတော့ဆေးကောင်ဆင်းနေပြီလို့တဖွာဖွာပူစားတယ်ကျွန်တော်ဘာမှလုပ်ပေးဖို့မတတ်နိုင်လှရင်ခံစားနေရတဲ့ဝေဒနာတွေကိုဒါမျှဝေခံစားပေးလက်ချင်တော့တယ်ကိုတက်ကျမကိုကျွန်တော်လှရင်ပစံနာကိုနားကပ်ပြီးနားထောင်လိုက်တယ်ကျွန်တော်ကောင်းကောင်းမကြားရပါတူဖြောဖြောလေးတန်လေးကနောက်တစ်ခေါက်ထွက်လာတယ်ကိုတက်ကျမကိုမြတ်တာရှိလာရင်ကျွန်တော်ရင်နဲ့ထိတ်ကနေခုံပြီးစူညံသွားတယ်မြတ်တာရှိပါရဲ့လားတဲ့ဒီမျိုးသမီးကို250ကျော်အထိချစ်ပါတယ်မပြောပဲအနားမှာထားခဲ့တဲ့ကျွန်တော်အဖြစ်တင်မိတယ်တိတ်ကိုနူးညံ့တဲ့မျိုးသမီးကျွန်တော်အဖေလိုအခုလိုနှွေးထွေးချင်လာခဲ့တဲ့မျိုးသမီးကျွန်တော်မျက်ရည်တွေမထိန်နိုင်တော့ပါတွေးကြောတွေထိုးထောင်နေတဲ့လှရင်ရဲ့လက်တုံတုံကကျွန်တော်ဘာကိုလှမ်းထိပ်ပြီးခေါင်းရမ်းနေကျမကတော့ရှင့်ကိုချစ်ခဲ့ပါတယ်ကိုတက်ရေလို့မျက်ဝန်းထဲမှာပြောနေသေးအောင်ပါပဲကျွန်တော်အန်ကျိတ်ပြီးသူ့လက်ကလေးကိုခပ်ဖွားဖွားနမ်းလိုက်တယ်သူ့အနာကိုကပ်ပြီးစကားတစ်ခွန်းပြောလိုက်ပါတယ်ခဏကြာတော့သူချစ်ချစ်နဲ့ပြုံးနေလှရင်မျက်ဝန်းအိမ်ကမျက်ရည်တွေကိုကျွန်တော်တုပ်ပေးလိုက်တယ်ကျွန်တော်အမတ်တရတွေဟာအဖြစ်တင်ရစရာမရှိခဲ့ပဲလေဗီဒီယိုတွေကလှရင်မျက်နှာတွေ့တာရတဲ့မင်္ဂလာဦးစွန်းကြီးအဝတ်စားနှစ်စုံထုတ်ကြည့်ပြီးရင်ထဲမှာတသိမ့်သိမ့်လွှမ်းနေတယ်6ကတ်သွားတဲ့တိုက်ခန်းငယ်လေးထဲမှာကျွန်တော်တယောက်တည်းရောက်ချာပေါ့အဖိုးကြီးတယောက်တည်းဘယ်လိုရှင်းသန်ခဲ့ရမလဲလို့မတွေးမိတော့တာအမှန်ပါလှရင်ကကျွန်တော်ဘဝဖြစ်ခဲ့ပြီးကျွန်တော်ကလည်းလှရင်အတင်းလုံးတစ်ခုလုံးဖြစ်ခဲ့ပါတယ်မင်းတည်ရင်ကိုလိုက်တည်မယ်ဆိုတဲ့ကလေးမျိုးမပေးခဲ့ဘူးပဲမင်းတည်တော့ကိုအလိုလိုတည်ရပါတယ်ကွယ်မင်းကိုလည်းမေတ္တာရှိရဆိုတာထက်ပိုပါတယ်ကျွန်တော်နားထဲမှာဘာမှမကြားရတော့ပါမျက်လုံးတွေလည်း
မှုံသွားလို့ပြလာတယ်